မာယာနဲ့သိတော်ရကောင်းတယ်ထေရဝါဒဘုန်းကြီးတစ်ပါးထေရဝါဒဘုန်းကြောင့်ဒီနေ့ချိန်တို့အမေရိကမှာလက်မခံဘူးစရကြည့်လေဘုကောဘယ်နှစ်ရက်ကြာမှလဲတဲ့ဒီတော့တဝါလောက်နေမှာ10လ6လနေမှာဘာလို့လဲအာဂန်တို့တွေအဲ့တော့ခေါင်းကုတ်ပြီဘယ်တော့လက်မခံဘူးဗမာအချင်းချင်းထေရဝါဒဘုန်းကြီးများဘယ်တော့ယာယီအာဂန်တို့ဒီမြင့်ဆရာတော်ဘယ်တော့ငါလည်းဘယ်ကြောင့်ငါဟိုတယ်တဲရင်တဲလိုက်တယ်နေရာတွေသွားတယ်ငါဟိုတယ်သွားတဲလိုက်ကြီးကျယ်တာမဟုတ်ဘူးမ Brisbane သွားမယ်ဆိုတော့နယူးယောက်သွားမယ်ဘုကောဘာလို့ကြောင်းမလားဒီဟိုတယ်တဲလိုက်ဟိုတယ်သွားတဲတာ9ရက်ခါပေးလိုက်ဗမာအကြောင်းကိုသိလို့သိမကြည့်ဘူးခဏ3-4ရက်တော့ရတယ်9ရက်10ရက်ကြာလို့ရှိရင်စောင်းသလိုမြောင်းလို့ဖြစ်လာတယ်အာဂန်တို့တွေကလည်းများတာတရားဝင်မော့ဂိတ်ဖို့အဲ့ဒါပြညည်းပြီသူကညည်းတယ်ဆရာတော်ရှင်စေကိန်းနာပြောလို့မင်းတို့အမေရိကမလာဘူးကွာတဲ့မင်းတို့တွေဘုန်းကြီးမကြောက်တဲ့အဲ့လိုပြောသွားတာအိမ်မှာအဲ့ဒီဂျပန်ဘုန်းကြီးကအချိန်မရွေးတဲ့လိုအပ်တာအကူအညီပေးအောင်ငါကွာလေငါဒီနာကြောင်းတက်ချင်တယ်လို့ဆိုမင်းကြောင်းမင်းနဲ့လည်းနေတယ်လို့ဟာကိစ္စမရှိငါကုန်ကူညီမယ်တဲ့သူကြောင်းသွားနေရတယ်နော်ဒီလိုရှိတော့မဟာယာနလို့တော့နည်းနည်းတော့အလိုက်တင်တော့ तू တဏှာကြီးမှစားရင်တဏှာကြီးမှစားမယ်ဒီဇိုင်းပေါက်သွားမယ်လေအဲ့ဆိုတော့နေရာဒေသကိုကြည့်လိုက်တော့အဲ့ဒီကြောင်းလေးကိုဒီမြင့်ကြောင်းနေအများကြီးရှိတယ်ဆိုဒီကြောင်းလေးကအကယ်သူရှိမှငါခဏနေလို့ကြောင်းနဲ့အဝင်ထွက်ရှိလို့ तू ထမင်းစားတဲ့တောက်တဲ့အချိန်က तू စားရင်တဲ့အချိန်စားရင်လေအဲ့ဒီနဲ့လမ်းလျှောက်သွားလိုက်တဲ့ဒီကနေနိုင်စင်လောက်မှာဘူဖေးဆိုင်တွေရှိတယ်အဲ့ဒါကိုအချိန်နေဒီဘက်မှာကဘူဖေးဆိုင်ရှိတယ်ဒီဘက်ကဖုန်းကြောင်းဒီဘက်ကတက်ကတူဆိုတော့နေအဲ့လိုရွေးရတယ်ဒီလိုစောင်းစင်ရဖို့အတွက်အလွန်ခဲရင်တယ်ဖုန်းကြီးကြောင်းရှိမယ်ကြောင်းနဲ့အဝေးတက်ကတူရှိမယ်ဒါမရှိဘူးဘာမှလုပ်လို့မရဘူးအဲ့ဒီအချက်လက်ကြောင့်မြန်မာဖုန်းတော်ကြီးတွေနိုင်ငံခြားမှာရက်တီဖို့အတွက်တိတ်ခက်ခဲတယ်ဆိုတော့ဒီကြည့်လိုက်တော့ထေရဝါဒရဲ့အာသာချက်ဒါကောက်ကိုပြောတာပါဆိုတော့မဟာယာနကိုလေကောင်းမဟာယာနကြောင်းရှိချက်ချင်းရက်တာခုနမှာကြောင်းကထိန်တရားသွားဟောနေကားလေးသွားလိုက်တော့လူတွေကြည့်တော့လက်ချက်မှာဗရီးလေးတွေနဲ့တော့မြဘယ်ရလဲဆိုဂျပန်မှာပါတဲ့ဘုန်းကြီးကြောင်းရှိတယ်ဆိုရှိတယ်တဲ့ဘုန်းကြီးတထေးဂျပန်ဘုန်းကြီးတထေးဒီသူ့ကိုချိန်ထားတယ်သူနဲ့ကဆွေးနွေးတော့လိုက်ကြည့်လို့မရပါတယ်တဲ့ဆိုတော့သူတတုတ်သေးပဲရှိတယ်သူတို့ကကြာမန်းတုံတာလောဒတ်သုတရစတ္တမပုံတရိကမဟာယာနကိုနှစ်ချက်ပဲဖြိုလို့ရတယ်ဝကြီးကစိန်တုတ်တန်ဒိုင်မွန်သုတရနဲ့ကြာမန်းတုတ်တန်နှစ်တုတ်တန်သိအဲ့ဒီမဟာယာနကိုကြိုက်တယ်လို့ရတယ်ဒါတော့မင်းတို့ပြောလိုက်တာထေရဝါဒပြီးတော့အများကြီးရမဟာယာနနှစ်တုတ်သေးပဲလေ့လာစတ္တမပုံတရိကသုတရကိုလောဒတ်သုတရလို့သုံးတယ်ပြီးရင်ဒိုင်မွန်သုတရအဲ့ဒီစိန်တုတ်ရဲ့ကြာမန်းတုတ်ကနှစ်တုတ်ကိုမြို့လိုက်ရင်ဂျပန်ကိုရီးယားမွန်ဂိုလီးယားတရုတ်ဟောင်ကောင်ဘယင်ပဲထေရဝါဒမရဘူးဒါနဲ့နှစ်တုတ်သေးပဲအဲ့ဒါကိုပြီးတော့အဲ့နှစ်တုတ်ကိုလည်းသူကြည့်ဖတ်တာဆိုတော့တို့ကအဲ့ဒီတရမပုံတရိကစရမပုံတရိကသုတရတနည်းအားဖြင့်လောဒတ်သုတရအဲ့ဒီဥစ္စာကိုလည်းကြည့်လိုက်ပြီးတော့ဒါနဲ့သူ့ကျောင်းကိုကိုကသွားတော့မယ်ဆိုတော့သူ့ကျောင်းရဲ့လိပ်စာလေးကိုအီးမေးလ်နဲ့ရှာသွားပြီးတော့ကိုကအရင်ရှာပြီးတော့မှဒီကျောင်းကိုဘယ်သူတည်ထောင်ခဲ့တယ်အဲ့ဒီဂျပန်ကဘယ်တော့မှစတယ်ဘယ်နှစ်ခုနှစ်ကအဲ့ဒါကိုကိုကအရင်လေ့လာလိုက်ဒါမှမင်းကငါ့ကိုသိလို့လားဆိုဒီလိုလုပ်ရတယ်မဆိုမာတုလတရမရာတီကိုဘယ်သူတိဆောင်လဲဘယ်ဆရာတိဆောင်လဲဘယ်လိုလဲအဲ့ဒါလေးကိုသူ့ရဲ့ခုနှစ်ကသူတို့ရဲ့ဂိုင်းကိုသိတော့ဂျပန်နိုင်ငံရဲ့နာမည်ကြီးဂိုင်းပဲဟုတ်ပြီဂျပန်ရဲ့ဂိုင်းတွေသိတော့မှသူနဲ့သွားစကားပြောတော့ဟာမင်းကထေရဝါဒပြောတယ်မင်းတို့ထေရဝါဒဘုန်းကြီးတွေကတို့မာယာနဲ့တို့စိတ်ဝင်စားဘူးလေစိတ်ဝင်စားတယ်ဟာမင်းတော်တော်သိထားတာပဲတဲ့သိတယ်သိတော့အဲ့ဒါဆိုရင်ကွာအနည်းဆုံးတော့ဒါရမယ်အမေနိုင်ငံခြားမှာအဲ့ဒါလေသေးတယ်နေစရာလေးရဒါလိုတယ်သူကျောင်းသွားတက်ရင်ကိုတက်မဲ့ဘက်ကလေးယူနီဗာစီနဲ့သူနဲ့လှမ်းကြည့်မြင်နေရရင်နောက်ဆုံးတော့ကားလေးမောင်းပို့မယ်ဟုတ်သူများမဟာယာနသိတော်ရကောင်းတယ်ထေရဝါဒဘုန်းကြီးတစ်ပါးထေရဝါဒဘုန်းကြောင့်ဒီနေ့ချိန်တို့အမေရိကမှာလက်မခံဘူးအင်္ဂလန်မှာထိုးလေးလည်းကောင်းမယ်ထိုးရင်ငတ်တယ်အင်္ဂလန်မှာကျောင်းတက်တုန်းကတနင်္လာနဲ့ Monday to Friday မှာလူကပိန်ပြီးတော့အစာရင်ဖြစ်လာထမင်းစားဖို့အချိန်မရှိဘူးလေတစ်ချက်ထိုးကြမှာစာဝါပြီးတယ်ဆိုတော့စားစရာမရှိတော့ဆိုမရှိတော့ဘာမှမစားဘူးတနင်္လာအင်္ဂါလူလည်းပြောကြတယ်စနေတနင်္လာကြမှာအဲ့9ရက်စာ